ယူရောက်မြို့ကဘရိုကလင်းတရားကြီးကိုအဓိကတာဝန်ယူတည်ဆောက်ခဲ့တဲ့အင်ဂျင်နီယာသားအဖနှစ်ဦးမှာဖခင်ဖြစ်သူကတည်ဆောက်ရေးစတင်ကစားပါပဲအသက်ဆုံးရှုံးသွားတယ်။တာဖြစ်သူကလုပ်ငန်းခွင်ထိခိုက်မှုကြောင့်မလုံနိုင်မရှာနိုင်စကားလည်းကောင်းကောင်းမပြောနိုင်ပဲအိပ်ရာနဲ့လဲသွားပါတယ်။တရားကြီးရဲ့ဒီဇိုင်းပိုင်းကိုအသေးစိတ်သိတဲ့အင်ဂျင်နီယာသားအဖနှစ်ဦးကအဲ့လိုဖြစ်သွားတာဆိုတော့လူအများစုက project ကြီးရပ်တန့်သွားပြီလို့ယူဆခဲ့ကြတာပေါ့။ဒါဖြစ်ရင်ဘရိုကလင်းတရားကြီးပြီးစီးအောင်ဘလို့နီးနဲ့ဆက်ဆောက်ခဲ့သလဲသူတို့တွေကြုံခဲ့ရတဲ့အခက်အခဲတွေကဘာတွေလဲဆိုတာကျွန်တော်ရှာဖွေလို့ရသလောက်တင်ပြထားပါတယ်ပြီးတော့ဒီ content မှာအဓိက highlight လုပ်ချင်တာကမိသားစုတစုရဲ့ teamwork ပါဖခင်ဂျွန်ရိုဘလင်သားဖြစ်သူဝါရှင်တန်ရိုဘလင်နဲ့ဝါရှင်တန်ရိုဘလင်ရဲ့ဇနီးတဲ့အမလီဝါရန်ရိုဘလင်တို့ရဲ့မိသားစုစိတ်ဓာတ်ကြောင့်ဒီတရားကြီးအကောင့်အထည်ပေါ်လာတာပါနောက်တစ်ချက်ကရှေ့ခေတ်ကရေထဲမှာတရားတိုင်တွေတိဆောက်ရတဲ့လုပ်ငန်းခွင်ဟာတော်ယုံတန်ယုံလူတွေမလုံနိုင်တဲ့ထိတ်လန့်စရာအနေအထားမျိုးဖြစ်နေတာကိုလည်းမသိသေးတဲ့လူတွေသိသွားအောင်ပြောပြခြင်းပါတယ်အရင်ဆုံးနယူးယောက်မြို့မြေပုံကိုပြပါမယ်ဒီအပေါ်ဘက်ကမက်ဟန်တန်မြို့နယ်ဒီအောက်ဘက်ကဘရိုကလင်းမြို့နယ်နှစ်ခုကြားမှာ East River မြစ်ရှိတယ်မြစ်ခံနေတော့တမြို့နယ်နဲ့တမြို့နယ်ကူးတန်းသွားလာဖို့ကလေသင်းမောတွေကိုပဲအသုံးပြုကြရတယ်19ရာစုအလယ်ပိုင်းအထိတရားမရှိသေးဘူး19ရာစုဆိုတာခုနှစ်တက္ကရာအဖြစ်1800ကျော်ကျော်နှစ်တွေကိုပြောတာပါလေတွေသင်းမောတွေနဲ့ဆိုတော့ရာသီဥတုဆိုရင်ဆိုးသလိုအနည်းများတယ်စောင်းတွင်းကြတော့သူတို့စီမှာမြစ်ကရေခဲတယ်တဲ့အဲ့ဒီကာလတုန်းကကိုပဲဒီမြစ်ကိုကူးတန်းသွားလာတဲ့လူရေအတွက်ကလည်းများတယ်လို့ဆိုပါတယ်ခက်ခဲကြမ်းတဲ့ရေလန်းခရီးကြောင့်တရားကြီးတစ်စင်းပေါ်ပေါက်လာဖို့ပြင်းပြင်းပြပြမျှော်လင့်တောင်းတနေကြတယ်။အဲ့ဒီလိုအချိန်အခါမှာဂျာမန်အမေရိကန်အင်ဂျင်နီယာဂျွန်အော့ဂတ်စတက်ရိုဘလင်ခေါ်ဂျွန်ရိုဘလင်ဆိုသူကတရားတည်ဆောက်ဖို့ဒီဇိုင်းတစ်ခုကိုချပြလာတယ်။ဂျွန်ရိုဘလင်နဲ့သူသားဝါရှင်တန်ရိုဘလင်တို့နှစ်ဦးပေါင်းဆွဲထားတာပါ။ဝါရှင်တန်ရိုဘလင်ကလည်းစီဗယ်အင်ဂျင်နီယာတဦးပါပဲ။ဂျွန်ရိုဘလင်တို့အဆိုပြုတဲ့တရားကြီးရဲ့ဒီဇိုင်းမှာဤပညာဆိုင်ရာစိန်ခေါ်မှုတွေရှိနေတယ်။ဒီဇိုင်းကတမနီဂျိုးတွေကိုအဓိကအသုံးပြုထားတဲ့ suspension brake ကြိုးတရားအမျိုးအစားဒီဇိုင်းအရဆိုရင်ဘရိုကလင်းတရားကြီးရဲ့အရှည်က 1.8 ကီလိုမီတာမိုင်အားဖြင့် 1.1 မိုင်ရှိတယ်။အကျယ်က85ပေ။တမိုင်ကျော်ရှည်တဲ့တရားကြီးတစ်စင်းကိုကျိုးတွေနဲ့အဓိကအသုံးပြုပြီးတိစောက်မယ်ဆိုတော့ဒါစွန့်စားလွန်ရာကြတယ်ဖြစ်နိုင်ခြေမရှိဘူးလို့လူတွေကဝိုင်းပြီးယူဆကြပါတယ်အဲ့ဒီအချိန်1869-68ခုနှစ်တွေတုန်းကရှိပြီးသားကျိုးတရားထဲမှာအရှည်ဆုံးကကိုပင်တန်စင်စင်နတီတရားပါအဲ့ဒီတရားကိုလည်းဂျွန်ရိုဘလင်ကိုရိုင်းအိုဟိုင်ယိုမြစ်ပေါ်မှာ1868ခုနှစ်မှာအပြီးတိစောက်ခဲ့တာပါလက်ရှိအရှည်ဆုံးကျိုးတရားဖြစ်နေတဲ့ကိုပင်တန်စင်စင်နတီတရားက901မီတာပေနဲ့ဆို1643ပေအကျယ်ကကျွန်တော်ရှာတွေ့ခဲ့တဲ့ပုံတွေကအတိုင်းဆို59ပေရှိပါတယ်အဲ့ဒီတရားကဘရိုကလင်းတရားအတွက်နမူနာပုံစံအနေနဲ့စောက်ထားလို့တချို့စာတွေထဲမှာတွေ့ရပါတယ်ဂျွန်ရိုဘလင်ကိုဂုဏ်ပြုပြီးကိုပင်တန်စင်စင်နတီတရားကိုရိုဘလင်ဘရစ်လို့လည်းနာမည်ပေးကြပါတယ်ရွေးစားချင်းရှင်မယ်ဆိုရင်တော့နောက်ထပ်စောက်မဲ့ဘရိုကလင်းတရားကအဲ့ဒီတရားတဲ့၄ဆကျော်ရှိပါတယ်ကိုပင်တန်စင်စင်နတီတရားကစင်ဂေဒက်ဖြစ်ပြီးဘရိုကလင်းတရားကဒီဇိုင်းအရဆိုရင်ဒဘယ်ဒက်အနေနဲ့ဆွဲထားပါတယ်စင်ဂေဒက်ဆိုတာလမ်းတစ်ထက်ဒဘယ်ဒက်ဆိုတာလမ်းနှစ်ထက်လို့လွယ်ပြောလို့ရပါတယ်ဒီပုံကကိုပင်တန်စင်စင်နတီတရားစင်ဂေဒက်ဒီပုံကဘရိုကလင်းတရားဒဘယ်ဒက်လူအများစုသဘောမတူတဲ့တမနီကျိုးတရားကိုတိဆောက်ချင်တဲ့ဂျွန်ရိုဘလင်တို့မှာအကြောင်းရင်းရှိပါတယ်။အဲ့ဒါကတရားတိဆောက်တဲ့ဝါယာကြိုးတွေကိုသူတို့ကိုယ်တိုင်စက်ရုံဆောက်ပြီးစီးပွားဖြစ်ထုတ်လုပ်နေလို့ပါ။ဟုတ်ပါတယ်။တရားတွေမှာအသုံးပြုဖို့တတ်ထုတွေကိုကျိုးအဖြစ်တီထွင်ကြံစားခဲ့သူကလည်းဂျွန်အော့ဂတ်စတက်ရိုဘလင်ခေါ်ဂျွန်ရိုဘလင်ပါပဲ။နယူးယောက်ကနိုင်ယာဂရာရေတံခွန်ဘက်မှာလည်းရထားလမ်းအတွက်တရားဒဇင်းသူတိဆောက်ခဲ့ပါသေးတယ်
တရားတွေမှာတိဆောက်ပုံအရအမျိုးကွဲရှင်းမျိုးရှိပါတယ်ဒီပုံထဲမှာပြထားပါတယ်အဲ့ဒီတော့ဗျာဘရိုကလင်းတရားကတမန်ကျော်ဆိုတော့လူတွေကတခြားတရားအမျိုးအစားကိုစောက်ဆွေခြင်းရတာလို့ထင်ပါတယ်ဒါပေမဲ့ဘာတရားမှမရှိရင်ခီးသွားတွေက East Smith ကိုဘေးရနေရတွေကြားတဲ့ကပဲဖျက်ကူနေကြရအောင်ပါသူတို့ project က engineering challenges တွေများတာကြောင့်ယင်းနှိမ့်မြုပ်နေမဲ့သူကိုခက်ခဲရှာဖွေခဲ့ရပါတယ်တမန်ယွန်ရှိတဲ့လျားကိုကျိုးတရားဆောက်ထားကစလို့တိဆောက်ရေးပစ္စည်းအများအပြားလိုအပ်ချက်နဲ့ရင်သွားလာရှုပ်ထွေးတဲ့နယူးယောက်မြို့ထဲကနေပစ္စည်းတွေတည်ယူပို့ဆောင်ရမယ့်အခက်အခဲတွေရဲ့ပြီးတော့အရင်တရားတုန်းကရေလုံကန်းနဲ့ဝင်လို့ရတဲ့လုံသမားတွေကျမ်းမာရေးချွေယွင်းသွားတာတွေအဲ့ဒီလိုစိန်ခေါ်မှုတွေကြောင့်ယင်းနှိမ့်မြုပ်နေရင်းနဲ့သူနေခဲ့ပါတယ်နောက်ဆုံးမှာ New York and Brooklyn Brick Company နဲ့သဘောတူညီမှုရခဲ့ပါတယ်အဲ့ဒီလိုနဲ့ဂျွန်ရိုဘလင်တို့ဟာ1869ခုနှစ်မှာတိဆောက်ရေးလုပ်ငန်းစတင်ပြင်ဆင်နေစေကာလမှာပဲဂျွန်ရိုဘလင်ဟာမတော်တဆထိခိုက်မှုဖြစ်သွားပါတယ်အင်ဂျင်နီယာချုပ်ဖြစ်တဲ့သူကစိုက်ထဲမှာကြီးကြပ်ကုတ်ကဲနေတော့သူမတ်တက်ရက်နေတဲ့လှေစိတ်ကိုဖယ်ရီလေးတစ်စီးကဝန်းတိုက်မိတယ်သူ့ခြေချောင်းလေးတွေဒဏ်ရာရသွားတယ်အစပိုင်းမှာဒဏ်ရာကိုဆရာဝန်နဲ့ကုသပေမဲ့နောက်ပိုင်းမှာဂျွန်ရိုဘလင်ကသူ့ဘာသာသူကုသတယ်လို့ဆိုပါတယ်တချို့စာရီထဲမှာခြေချောင်းလေးတွေကိုဆရာဝန်တွေကဖျက်ပစ်တယ်လို့ရေးထားတာတွေ့ရပါတယ်ဒါကတော့လိုအပ်လို့ဖျက်ရတာနေမှာပါသူ့ဘာသာသူကုသတာမှာမေးခံယောဂပိုးဝင်ပြီးအသက်ဆုံးရှုံးသွားပါတယ်တဲ့ဘာမဟုတ်တာလေးနဲ့အသက်ဆုံးရှုံးရတာဆိုတော့ရေတိမ်နစ်သွားတယ်လို့ပဲပြောရမှာပါဖခင်မရှိတော့တဲ့နောက်ပိုင်းတာဖြစ်သူဝါရှင်တန်ရိုဘလင်ကဖခင်ကိုစားတရားကြီးကိုတာဝန်ယူပြီးဆက်ဆောက်ဖို့ဖြစ်လာပါတယ်တရားတိဆောက်ရေးမှာစိတ်ဝင်စားစရာကောင်းပြီးအန်ဒီယေများတဲ့အပိုင်းကိုဆက်ပြောပါမယ်ကြီးမားတဲ့တိုင်းကြီးတွေတိဆောက်ရတဲ့အပိုင်းပါရေအောက်ထဲမှာတိုင်းကြီးတွေရဲ့ဖောင်ဒေးရှင်းတွေတိဆောက်ဖို့မြေကျန်းပြင်river bed ကိုတူးရမယ်အဲ့ဒီခေတ်တုန်းကအခုခေတ်လိုစက်ကရိယာတွေမရှိသေးဘူးလူလုံအားနဲ့ပဲမြေကျန်းပြင်ကိုတူးထုတ်ပြရမယ်ဘလို့နည်းနဲ့လုပ်ရတယ်လဲဆိုတော့လုံသမားတွေကမြေကျန်းပြင်မှာချထားတဲ့ကြီးမားတဲ့ရေလုံကန်းကြီးတွေထဲဝင်တူးရတာပါရေလုံကန်းကြီးတွေရဲ့အပေါ်ဘက်ဘေးဘက်ကနံရံတွေရှိတယ်အောက်ဘက်ကတော့အပွင့်ရေလုံကန်းကြီးကိုအင်္ဂလိပ်လိုခိုင်ဆန်လို့ခေါ်တယ်ခိုင်ဆန်ကိုမြေကျန်းပြင်မှာချထားရတာဆိုတော့ခိုင်ဆန်ရဲ့နံရံတွေပေါ်မှာရေဖိအားတက်ရောက်နေတယ်ရေဖိအားတန်ခံနိုင်မှုအခန်းကြီးတွေကိုလေတွေဖိအားများနဲ့ထိုးထည့်ထားရတယ်လေအားကိုအသုံးပြုတာကြောင့်ညူမက်တစ်ခိုင်ဆန်လို့လည်းခေါ်ကြတယ်ဝါရှင်တန်ရိုဘလင်တို့အလုပ်လုပ်မဲ့ရေလုံကန်းကိုတစ်သားနဲ့တိဆောက်ထားတယ်လို့ဆိုတယ်အလုပ်သမားတွေကအပွင့်ထားတဲ့အောက်ဘက်ကနေမြေကျန်းပြင် river ဘက်ကိုတူးရမယ်တူးရင်ခိုင်ဆန်ကြီးနှိမ့်ဆင်းလာမယ်အမာကန်ကြောက်သားကျန်းပြင် bed rock ရောက်အောင်တူးကြရပါတယ်ခိုင်ဆန်နဲ့ဝင်ပြီးအလုပ်လုပ်ရတဲ့အလုပ်သမားတွေဟာကျန်းမာရေးထိခိုက်တာမျိုးတွေရှိတယ်အစစ်အမြစ်တွေနာကျင်ကြိုက်ခဲတာခြေလက်ထုံကျင်တာတွက်ချပါတာလိုက်တာလေးဖြတ်တာတွေမကအုံနောက်သွေးကြောပြက်ပြီးသေဆုံးတဲ့အထိဖြစ်ကြပါတယ်19ရာစုခေတ်ဆေးပညာကဒီယောဂတွေဖြစ်ပွားရတဲ့အကြောင်းရင်းကိုလက်မမီသေးဘူးဆရာဝန်တွေကျန်းမာရေးပညာရှင်တွေကိုယ်၌ကအဲ့ဒီယောဂတွေမဖြစ်အောင်ကာကွယ်တားဆီးရမယ့်နည်းလမ်းကိုရှာမတွေ့ကြသေးဘူးလို့ဆိုပါတယ်အဲ့ဒီတော့ဝါရှင်တန်ရိုဘလင်နဲ့လူသမားတွေခင်ဗျာသူတို့ကျန်းမာရေးအထိခိုက်ခံပြီးတိုင်ကြီးတွေကိုတိစောက်ခဲ့ကြရမှာပါဝါရှင်တန်ရိုဘလင်ကိုယ်တိုင်ခိုင်ဆန်တဲ့အထိဆင်းတာကြောင့်သူ့ကျန်းမာရေးကစိုးရွားထိခိုက်ခဲ့ပါတယ်စကားလည်းမပြောနိုင်ခန္ဓာကိုယ်လည်းမလှုပ်ရှားနိုင်ဖြစ်ပြီးဝါရှင်တန်ရိုဘလင်အိယာထဲလဲသွားပါတယ်ဒီအဖြစ်အပျက်ကိုကြည့်ရင်သူ့ရဲ့ခေါင်းဆောင်ပြီးသားမှုကိုသိနိုင်ပါတယ်သူတို့ဒီဇိုင်းကအသစ်အဆန်းဖြစ်နေတော့သူတို့သားအဖကလွဲရင်တခြားအင်ဂျင်နီယာတွေတာဝန်ယူပြီးလုပ်ကိုင်မှုခက်ခဲပါတယ်ဒါကြောင့်ပရိုဂျက်ကြီးတစ်ခုလုံးရပ်တန့်သွားပြီလို့ယူဆကြတဲ့အခြေအနေအထိရောက်သွားခဲ့တယ်အစကတည်းကသူတို့ဒီဇိုင်းကိုဝေဖန်နေကြတဲ့လူတွေရဲ့အတန်းကလည်းပိုးကျယ်လောင်းလာပါတယ်
အဲ့ဒီလိုဘေးချက်နံချက်အခက်အခဲကြီးကိုရှောင်မပြေးပဲရင်ဆိုင်လိုက်တာကဝါရှင်တန်ရိုဘလင်းရဲ့ဇနီးတဲ့အမလီဝါရန်ရိုဘလင်းပါယောက်ျားဖြစ်သူကိုပြုစုဆောင်ရှောက်ရတဲ့အလုပ်ကတစ်ဖက်တရားကြီးအတွက်ငွေကြေးစိုက်ထုတ်ထားတဲ့သူတွေရောဝန်ထမ်းတွေအလုပ်သမားတွေကိုရောပြည်လေကျေနပ်အောင်ဖြည့်ရှင်းရတာကတစ်ဖက်ပါပရိုဂျက်ကြီးရဲ့ကုန်ကျစရိတ်ကဒေါ်လာ15သန်းဝန်းကျင်ရှိပါတယ်ဒါက1880ခုနှစ်တုန်းကတန်ဖိုးပါသူမဟာနိုင်ငံရေးသမားတွေအုပ်ချုပ်ရေးပိုင်းကလူတွေပါမကြံထိတွေ့ဆက်ဆံခဲ့ရပါတယ်တချို့စာရီထဲမှာဝါရှင်တန်ရိုဘလင်းရဲ့အမြင်အာရုံနဲ့အကြားအာရုံလည်းတိတ်မကောင်းတော့ဘူးလို့ဖတ်ရပါတယ်တချို့စာရီမှာတော့ဝါရှင်တန်ရိုဘလင်းကစိုက်ထဲကိုမှန်မြောင်းကနေလှမ်းကြည့်တယ်လို့ရေးထားပါတယ်ဒါဆိုရင်ဘာပဲဖြစ်ဖြစ်သူ့မှာအခြေအနေတွေကိုနားလည်နိုင်တဲ့အသိဉာဏ်ရှိနေသေးတယ်ဆိုတာသိတာပါတယ်အဲ့ဒီတော့ပရိုဂျက်ကြီးကိုဆက်လက်ဆောင်ရွက်နိုင်မှုစိုက်ထဲကသူ့လူတွေကိုညွှန်ကြားလို့ရမယ့်နည်းလမ်းအမျိုးမျိုးကိုစဉ်းစားကြံစနေခဲ့ပုံပေါ်ပါတယ်ခန္ဓာကိုယ်မလှုပ်ရှားနိုင်စကားလည်းမပြောနိုင်ပေမဲ့သူ့အုံနောက်ကကြည်လင်းနေပြီးတရားတိဆောက်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကပျောက်ပြက်မသွားပါဘူးတဲ့ပြီးတော့သူ့တကူလုံးမှာလက်ချောင်းလေးတွေကအနေငယ်လှုပ်လို့ရှားလို့ရနေပါသေးတယ်လက်ချောင်းလေးတွေနဲ့ကျင်းနှံရိုက်သလိုသူမိမလက်ကိုတို့တူပြီးအချက်ပြတ်ဆက်သွဲတဲ့နီလန်းကိုအသုံးပြုကြည့်တယ်လို့စာရီထဲမှာတွေ့ရပါတယ်ယောက်ျားပြောသမျှကိုနားလေသဘောပေါက်ဖို့အတွက်အမလီရိုဘလင်းမှာလေ့လာသင်ယူရတဲ့အလုပ်ထပ်တိုးလာခဲ့ပါတယ်အင်ဂျင်နီယာပညာရပ်တွေကိုပါလေ့လာသင်ယူခဲ့ရတယ်လို့ဆိုပါတယ်ဝါရှင်တန်ရိုဘလင်းရဲ့ညွှန်ကြားချက်တွေကိုစိုက်ထဲကလက်ထောက်တွေစီရောက်အောင်ပို့ရသလိုလက်ထောက်တွေကတင်ပြတဲ့ report တွေကိုလည်းဝါရှင်တန်ရိုဘလင်းကိုပြန်ပြောရပါတယ်အမလီဟာဝါရှင်တန်ရိုဘလင်းအတွက်သူနာပြုတဦးလိုလည်းပြုစုဆောင်ရှောက်ရပါသေးတယ်တကယ်အားကအမျိုးသမီးပါပဲဘရိုကလင်းတရားကြီးကိုပြီးစီးအောင်တည်ဆောက်နိုင်ခဲ့တာသူမရဲ့ကြီးမားတဲ့မြစ်တာနဲ့ခိုင်မြဲတဲ့တစ္ဆာတရားကြောင့်ဆိုရင်မမားပါဘူးခက်ခက်ခဲခဲလောက်ရကန်ရတာကတစ်နှစ်လည်းမဟုတ်နှစ်နှစ်လည်းမဟုတ်10စုနှစ်တခုကျော်ပါတယ်73နှစ်ကျော်14နှစ်နီးပါးကြမ်းကြမ်းခံရင်ဆိုင်ဖြတ်သန်းအပြီး1883ခုနှစ်မှာတရားကြီးကိုအပြီးသတ်နိုင်ခဲ့ပါတယ်အဲဒီနှစ်မေလ24ရက်နေ့မှာဖွင့်လှစ်ခဲ့ပါတယ်ခုကျွန်တော်ဆက်ပြောမှာကဝါရှင်တန်ရိုဘလင်းနဲ့အလုပ်သမားတွေခန်းစားရတဲ့ယောဂအကြောင်းပါယောဂဖြစ်ပွားရတဲ့အကြောင်းရင်းဇစ်မြစ်ကိုပြောမှာပါခိုင်ဆန်တဲ့ကနေအပြင်ပြန်ထွက်တဲ့လူကချက်ချင်းထွက်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့လူခန္ဓာကိုယ်ကဖိအားများရာကနေဖိအားနဲ့သွားပြီးဆိုသွေးနဲ့တစ်ရှူးတွေထဲမှာနိုက်ထရိုဂျင်ပူပေါင်းတွေဖြစ်လာပြီးနောက်ဆက်တွဲယောဂတွေဖြစ်ပွားကြတာပါ။အဲဒါကြောင့်ပဲခိုင်ဆန်တဲ့ဝင်ရောက်လောက်ကန်ရတဲ့လူတွေဟာကျန်းမာရေးချို့တဲ့လာကြတာပါ။အဲဒီယောဂကို decompression sickness နောက်တစ်မျိုးBurns disease လို့လည်းခေါ်ပါတယ်။ယောဂမဖြစ်အောင်ကာကွယ်ရမယ့်နည်းလမ်းကဘယ်လိုလဲဆိုတော့လူတွေပစ္စည်းကိရိယာတွေအဝင်အထွက်လုပ်ဖို့ခိုင်ဆန်ရဲ့အပေါ်ဘက်မှာ air lock ရှိပါတယ်။ air lock ဆိုတာလေလုံအောင်ပိတ်နိုင်တဲ့တကားနှစ်ချက်နဲ့အခန်းငယ်ပါ။ခိုင်ဆန်တဲ့ကိုဝင်မဲ့လူဖြစ်ဖြစ်တခြားအရာဖြစ်ဖြစ် air lock တွေကိုအရင်ဝင်လိုက်ရပါတယ်။ပြီးရင်တကားကိုအလုံးပိတ်ပြီးair lock တွေကလေဖိအားကိုခိုင်ဆန်တဲ့ကလေဖိအားနဲ့ညီမျှတဲ့အထိတိုးမြင့်ပေးရပါတယ်။ဒါကအထဲကိုလူဝင်မယ်ဆိုရင်လုပ်ရတဲ့အပိုင်းပါ။အထွက်မှာလည်းထိုနည်း၎င်းအပြင်ကလေဖိအားအထိလျှော့ချပေးရပါတယ်။အဲ့ဒါလိုလေဖိအားအပြောင်းလဲလုပ်တဲ့ process ကိုလူခန္ဓာကိုယ်နဲ့လက်ရောညီတွေဖြစ်ဖို့ဆိုရင်2 နာရီနဲ့အထက်အချိန်ယူပြီးလုပ်ရတယ်လို့ဆိုပါတယ်။တချို့ပုံတွေထဲမှာမန်လော့နဲ့ material လို့ဆိုပြီးခွဲထားတာတွေ့ရပါတယ်။အရာဝတ္ထုပစ္စည်းတွေကိုမြင်မြန်ဆန်ဆန်အသွင်အထုတ်လုပ်ဖို့အတွက်နေမှာပါ။ရိုဘလင်းတို့တုန်းကတော့ air lock ကနေအဝင်အထွက်လုပ်ခဲ့ကြပေမဲ့လေဖိအားအတူလျှော့လုပ်တာမှာဖြစ်တဲ့အချိန်နဲ့လျှော့ပြီးလုပ်ခဲ့ကြတယ်လို့ယူဆရပါတယ်။အဆုံးအထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်